အားလုံးမင်္ဂလာပါမခင်ဗျားတို့ရဲ့နေပုံထိုင်ပုံတစ်ချက်ရှိုးလိုက်အောင်ဆရာကြီးကို ဟာမရိုက်တာလဲလား ဟဲ့ဗာထမင်းနေဝင်တောင်းစား ဝင်မဲ့တောင်းစားအော်တယ်အော်ဘာကံမောစား ထမင်းဝင်တောင်းဒါမှမဟုတ်နေဘယ်ပတ်စံရေကပိုက်နိုင်လာဘူးလာပဲသားအဲ့ဒီလက်ရှိနေတော့နေကပိုက် ဘယ် ပြန် ပေါက်လာငါယောကပြောစစ်စောင်းလေးတို့ရေဦးဝဲယောကအဲ့လိုရပေါက်နေလို့လားရှင်ဦးဝဲခုရောက်နေတဲ့ထမင်းဆိုင်လေးကတော့မအူပင်မျိုး17ရက်ကွယ်မင်းလမ်းမထိတ်မင်းလမ်းမဘေးထိတ်ပေါ့နော်မင်းလမ်းမပချန်ထိတ်အိုင်ဝမ်လမ်းထိတ်ပေါ့နော်အိုင်ဝမ်လမ်းထိတ်မြမပေါက်ရွှေမြမထမင်းဆိုင်ပေါ့နော်ရွှေတည်င်းပေါ့နော်ရွှေတည်င်းထမင်းဆိုင်ဖြစ်ပါတယ်ရှင်ဒီမှာတော့ဦးရဲ့စားနေကြပေါ့နော်အရန်ကောင်းတယ်လက်ရလေးကအရန်ကြိုက်တယ်ပေါ့နော်ဦးရဲ့ညီမလက်ရစစ်စစ်မို့လို့ကြိုက်တာပါရှင် မင်းမယုံတယ်နင်းဟိုပလုံနေကောက်ယူသွားရောက်လာဟေး မူဝင်မျိုးပွားသူလေးတွေထမင်းကောင်းကောင်းမွန်စားကြတယ်ဆိုလို့ရှိရင်တော့ထမင်းဟင်းကောင်းကောင်းမွန်မွန်လေးကိုညီမလက်ရ မင်းတော့ကောင်းမှုကောင်းထမင်းသားကောင်းမှုကောင်းလို့စား ညီမလက်ရကောင်းကောင်းမွန်မွန်လေးကိုစားကြတယ်ညီမလက်ရထိထိမိမိလေးကိုစားကြတယ်ဆိုလို့ရှိရင်တော့ရွှေတည်င်းကိုကြွားခဲ့ဖို့ဦးရဖိတ်ခေါ်ပါတယ်ရှင်မအူပင်မျိုး ဟောပြောလိုက်ဦးမူတမျိုးလုံးမှာရဲရှိပြီမရှိ အို ဘူး င်ဝိုင်းလမ်းထိပ်ပေါ့နော်အိုင်ဝိုင်းလမ်းထိပ်ဒီတို့ဟိုပါလဲမင်းလမ်းမပချန်ထိပ်ပေါ့နော် အဲ့လိုပြောဘူးလားမစားဘူးရဲရှိပြီရှိလို့ဒီမှာပြောမလားဝယ်ထားမှာတို့စိတ်ဝင်စားပြီမြင်ဘူးအောင် မင်းသူမြောက်သွားပြောရတော့တန်းလားတော့အားကြမိုင်းစောကားတယ် အဲ့လိုပြောတော့မလည်းမကြီးမြင်ဘူးလို့မမြင်ဘူးလို့လာကျူးနေလာကြီးနေဝင်ထားကြ ကင်ကျော်လေးပါရှင်ငမွေတို့ကင်ကျော်လေးဦးရငမွေတို့ကင်ကျော်နဲ့ဆောင်းဖြစ်ပါတယ်ဒါတော့တန်းထအောင်မှားတာပါနော်တန်းထအောင်မှားတာဒီမှာကြက်ကျော်လေးပါရှင် ကျွန်တော်ကဒီနေ့သူဘယ်ကပိုက်သွားနိုင်တယ်ကပိုက်နိုင်ခရတဲ့ပတ်စံလေးကျွန် စား တော် တယ်အဲ့လိုနေမစားနဲ့ငါကပိုင်းနဲ့ခါနဲ့ဆိုနေမစားနဲ့ ရှောင်းလို့ဆောင်းကြည့်လိုက်အော်တော့ဝိုင်းဆောင်းကြည့်လိုက်ပါနဲ့အဲ့ဒီ အဲ့ လေး ဒါသူကလေအဲ့ဟင်းဟိုပါပေါ့နော်အရင်ဟင်းရပေါ့နော်တနေ့တစ်မျိုးမရိုးအောင်တော့ချက်ပေးရပေါ့နော်ဒီမှာ ဟုတ်ပါတယ်စားတွေချုံမိုးတွေပဲထည့်ချင်တာ ပဲကြဆန်နဲ့ဟိုနဲ့ပေါ့နော်ဗာလဲဒါဗာလဲမသိဘူး ဘူးဒီ ပဲကြဆန်နဲ့ဘူးသီးလေးနဲ့ပေါ့နော်ဟင်းကားလေးပါရှင် ဒီဘူးဒီတော့ဘူးဒီတော့ပဲဘူးဒီကိုပဲသိမလဲသူကအုံးသီးပဲသိတယ်ဘူးဒီကိုမသိဘူးသူက နဲ့ကောင်းမစကားပြောလို့မရဘူးတိလားအားလုံးပဲစားကြပါအောင်ရှင် ဟုတ်ပါတယ်ဒီဆိုင်အထူးရချက်ကတော့စီရီနဲ့ချက်တာဖြစ်ပါတယ်စီရီချုံမိုးတွေစားထည့်ချက်တာပါ အော်အေးဘယ်ဆိုင်ရှင်နဲ့ချက်လို့လဲဝဲငါလာဖြစ်ကြကြအောင်နော်ဘူလာယုံမမီစွန်တီလမြလာတပူရာမတရားစင်းလို့သွား ပွဲငါးချင်းရလား ဟာပွဲလေ နှစ်ပွဲ လက်ကတော့ရုပ်ပေါင်းနေတော့ ဒီရာကိုလေးအန်ကြိတ်ပြီးတော့အုံးသီးထွက်ကြကုန်မှာ အော်ကဲနပ်ပူလိုက်မယ်ကဲ